မင်္ဂလာပါကျွန်မဝီဆန်တီပါ Australia က accredited practicing dietitian အာဟာရပညာရှင်တူဖြစ်ပါတယ်ခုကဘာပေါ်မှာရောမြန်မာပြည်မှာရောအများကြီးအရန်ကိုခက်စားနေတဲ့ဆေးတစ်မျိုးကတော့ GLP-1 လွယ်နဲ့ပြောမယ်နော်ဝိတ်ချတဲ့ဆေးတွေပေါ့နော်ဒါတွေအရန်ကိုခက်စားနေပါတယ်အရန်သုံးဆွဲနေရလဲတွေ့ရပါတယ်ခုမြန်မာပြည်မှာဆိုလို့ရှိရင်လည်းဒီကျွန်မအမြင်ပေါ့နော် social media မှာတွေ့ရတဲ့လောက်ကတော့လွယ်ကူကူနဲ့ဟိုပေါ့နော်ပတ်စံရှိရင်ပေးနိုင်ရတယ်ဆိုပြီးတော့ဟိုသုံးဆွဲနေလို့ကျွန်မမြင်မိတယ်ပေါ့နော်အဲ့တော့ဒီဆေးတွေကကျွန်မတို့ရဲ့ဒီကုသမှုပိုင်းပေါ့နော်ဒီဆေးကြိုယောဂါတို့အဝလွန်ခြင်းယောဂါနောက်တော့အဝလွန်ခြင်းယောဂါနဲ့ဆက်တဲ့တခြားကျန်းမာရေးအခြေအနေတွေပေါ့နော်နောက်မဖြစ်လာအောင်နောက်ဖြစ်နေတဲ့အခြေအနေကိုလည်းထိမ့်သိမ်းနိုင်အောင်ပေါ့နော်ကုသတဲ့နီလန်တွေမှာကုသတဲ့နေရာမှာအများကြီးပြောင်းလဲသွားတဲ့ဟိုအရန်ထိရောက်တယ်ပေါ့နော်ထိရောက်တဲ့ကုသမှုတစ်ခုအဖြစ်အခုဆိုလို့ရှိရင်သုံးဆွဲကြတာပါအဲ့တော့ဒါတွေကတချို့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒါအရန်ကိုကောင်းလွန်ကြည့်လို့တို့ရဲ့ဘဝကိုပြောင်းလဲသွားနိုင်ပါတယ်နော်ဒါပေမဲ့လို့ဒီဆေးတွေကတခြားဆေးတွေလိုပဲ prescription drug ဒီဆရာဝန်ကသာဟိုသုံးသက်ပြီးတော့ပေါ့နော်သုံးသက်ပြီးတော့ညွှန်ကြားသုံးဆွဲပေးသုံးဆွဲတဲ့ဆေးတစ်မျိုးပါအဲ့တော့ဆရာဝန်ကကိုယ့်ရဲ့ကျန်းမာရေးရာဇဝင်တွေဘာတွေအကုန်လုံးမေးပြီးတော့မှလိုအပ်တယ်လို့မျိုးလိုအပ်တယ်လို့သူကညွှန်ကြားပြီးတော့သုံးဆွဲတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်ဒီတိုင်းဟိုရတဲ့နေရာကနေပြီးတော့ပေါ့နော်သုံးဆွဲတဲ့ဟာမျိုးမဟုတ်ပါဘူးเนาะအဲ့တော့အဲ့ဒါကတော့ပထမဆုံးပြောချင်တာပါဒီနေ့ကျမဟိုပါပေါ့နော် USA မှာလုပ်ထားတဲ့စစ်တမ်းလေးတစ်ခုဒီ GLP-1 ဆေးနဲ့ပတ်သက်ပြီးတော့လုပ်ထားတဲ့စစ်တမ်းလေးတစ်ခုကိုကျမဖတ်လိုက်ရပါတယ်အဲ့တော့အဲ့ဒါလေးနဲ့လာပြောပြချင်တာပါအဲ့တော့ဒီစစ်တမ်းက USA မှာလုပ်ထားရဆိုပေမဲ့လူတစ်ထောင်လောက်မှာပေါ့နော်စစ်တမ်းကောက်ယူထားတာ USA မှာဆိုပေမဲ့ကျမတို့မြန်မာပြည်ကလူတွေအတွက်လည်းဟိုပတ်သက်မယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မို့ကျမလာပြောတာပါအဲ့တော့ဒီစစ်တမ်းမှာဘာတွေ့လဲဆိုတော့ဒီ GLP-1 ဆေးတွေကိုသုံးစွဲနေတဲ့သူတွေကသူတို့မှာတခြားပေါ့နော် support လိုအပ်ချက်တွေရှိနေဒီဆေးထိုးရုံနဲ့မကဘူးပေါ့နော် support လိုနေတဲ့ဟိုပံ့ပိုးမှုတွေလိုနေတယ်ဒါပေမဲ့လို့မရဘူးဆိုတော့အဖြေပေါ့နော်အဲ့လိုသုံးသပ်ချက်ကျွန်မသုံးသပ်လို့ရပါတယ်။ဘာလဲဆိုတော့ဒီဆေးတွေကဆေးထိုးပြီးတော့ဝိကြယုံတယ်မကဘူးเนาะဒီအစားအသောက်အနေထိုင်ပြောင်းလဲမှုတွေကိုလက်လှုပ်ရှားမှုတွေစသည်ပေါ့เนาะဒီကျန်းမာရေးဆေးထိုးတာနဲ့ဆရာဝန်နဲ့တွဲပြီးတော့လုပ်ရမယ့်ဟာတွေအများကြီးရှိပါတယ်အဲ့ဒါတွေကခုနပြောတဲ့ပံ့ပိုးမှုတွေပေါ့ဘေးက support တွေပေါ့เนาะအဲ့တော့အဲ့ဒီဟာတွေကိုသူတို့လုံလောက်စွာမရကြဘူးသူတို့မလိုချင်လို့လားမဟုတ်ဘူးလိုချင်တယ်ဒါပေမဲ့သူတို့ဘယ်မှာရှာလဲဒီ support ရဖို့အချက်လက်တွေဘယ်မှာရှာလဲကိုဘေးကပတ်ဝန်းကျင်တငယ်ချင်းတွေကပြောမယ်ကွာဒီတခြားဆေးထိုးဘူးတဲ့လူတွေကပြောမယ်ငါတော့ကတော့ဒီလိုလုပ်တယ်ဟိုလူကပြောတယ်ဒီလူကပြောတယ်နောက်တစ်ခါ social media သွားတယ် influencer တွေရှိတယ်နောက်တစ်ခါဆေးရောင်းကျင်တဲ့လူတွေရှိတယ်နော်သုံးဘူးတဲ့ခုနပြောလို့သုံးဘူးတဲ့လူတွေရှိတယ်နောက်ဟိုကျမ်းမာရေးပညာရှင်တွေလည်းရှိတယ်အဲ့တော့ social media မှာဆိုတော့အများကြီးလဲပွားနေတာပေါ့နော်အဲ့တော့အဲ့ဒီနေရာတွေစီမျိုးစုံကနေပြီးတော့သူတို့အကြံဉာဏ်တွေယူတယ်ဟိုယူပြီးတော့ဟိုကိုယ့်ဘာကိုလည်းကောင်းအောင်လုပ်တယ်ပေါ့နော်ဒါပေမဲ့လို့ကျမကဒီမှာသတိပေးချင်တာကတခြားလူတွေကဆေးရောင်းကျင်လို့ရောင်းတဲ့လူတွေကိုမပြောသေးဘူးမပြောတော့ဘူးဒါတော့သူတို့ဘာကြောင့်လဲဆိုတာသူတို့ဘာကြောင့်ပြောလဲဆိုတာကိုသိမှာပါเนาะသူတို့ကဆေးရောင်းဖို့ပဲအဓိကထားပြောမှာပေါ့နော်တခြားသုံးဆွဲဖို့တဲ့လူတွေအချင်းချင်းပြောတဲ့ဟာတွေကလည်းမကောင်းဘူးမဟုတ်ကောင်းတယ်ဒါပေမဲ့သူတို့တူချင်းအတွက်သူတို့အတွက်အဆင်ပြေသွားတာကိုပြောတာကွာဒီလားသူတို့အတွေ့အကြုံကိုပြောတာအဲ့တော့ဒီ evidence base ပေါ့နော်ခိုင်လုံတဲ့တက်တည်ထောက်ထားတွေကိုယူထားပြီးတော့ပြောထားတာလည်းမဟုတ်ဘူးပြောတာတွေလည်းရှိရတယ်ဒါပေမဲ့အဲ့လိုအများစုอ่ะပေါ့နော်ဒီ influencer တွေဘာတွေကအဲ့လိုမျိုးပြောထားတာတွေနဲတယ်အဲ့တော့ကိုကဘယ်ဟာကိုယုံသင့်လဲဆိုတာပေါ့နော်အဲ့ဒါလေးကိုကျွန်မပြောပြချင်တာအဲ့တော့ဒီကျမတို့လို dietitian တွေပေါ့နော် nutritionist ကို dietitian တော့ဆိုရမှာလဲဒီ medical nutrition therapy ပေါ့ဒီကျန်းမာရေးအာဟာရကူထုံးတဲ့ကျန်းမာရေးဆေးပညာကိုလုပ်တဲ့လူတွေပေါ့နော်အဲ့ဒါမျိုးအတွက်ကို train လုပ်ထားတဲ့လူတွေစီကနေယူတာတော့အကောင်းဆုံးပါပဲเนาะအဲ့တော့ဒါတွေကကျမတို့ကဒီလူရဲ့ဘာဆေးတွေတောင်းနေလဲသူတို့ရဲ့ကျန်းမာရေးအခြေအနေကဘာလဲသူတို့ရဲ့ဟိုအနေထိုင်ပုံတွေကဘာတွေလဲဒါတွေအကုန်လုံးကိုခြုံပြီးတော့သုံးသပ်ပေးပါတယ်ဒီဒါတွေကိုလည်းဟိုတက်မြောက်ထားရပေါ့နော်ဒီပညာတွေကိုလည်းအဲ့ဒါကြောင့် medical nutrition therapy ဆိုတဲ့ပညာအနေနဲ့ကျမတို့ကtrain လုပ်ထားတာပါအဲ့တော့ဒီတိုင်းဘယ်လိုစားရမယ်သိယုံနဲ့ပေါ့နော်သိယုံနဲ့အကျိုးမရှိဘူးမဟုတ်ဘူးဒါပေမဲ့လို့ကိုယ့်အခြေအနေနဲ့တူချင်းမှတူမှာเนาะအဲ့တော့အကောင်းဆုံးကတော့qualify ဖြစ်တဲ့လူစီမှာယူရင်တော့အကောင်းဆုံးလို့ကျွန်မပြောချင်တာပါအဲ့တော့
protein ပေါ့နော်အသားဓာတ်တွေဘယ်လိုစားရမလဲဆိုတော့အခုအရင်ပြောကြတယ်ဟုတ်တယ်เนาะအသားဓာတ်အရေးကြီးတယ်ဒီ weight တွေကျသွားလို့ရှိရင် muscle loss တွေပေါ့နော်ကြွက်သားတွေကျတာတွေကိုဘယ်လိုထိန်းသိမ်းရမလဲနောက်တစ်ခါ supplement တွေပေါ့နော်ဘာ supplement တွေလိုလဲနောက် fiber တွေပေါ့အမြင့်ဓာတ်တွေဘယ်လိုယူကြမလဲဆေးတွေတောက်လို့ရလားနောက်ဒီဆေးတွေဒီဆေးတွေထိုးတဲ့အခါကြလို့ရှိရင်ဒီ GI ပြဿနာတွေပေါ့နော်ဦးလန်းကြောင်းပြဿနာတွေပေါ့နော်ဒီချုပ်တာတို့ဝမ်းသွားတာတို့စသည်ဖြင့်ပေါ့နော်ရင်ပြေးတာတို့အဲ့ဒါမျိုးစုံရှိရပေါ့ဒါတွေဆိုလဲ side effect ပဲပေါ့နော်ဘေးထွက်ဆိုးကျိုးတစ်ခုပဲဘေးဆက်ဆိုးကျိုးအသေးလေးတွေပဲပေါ့နော်ဒါတွေကိုဘယ်လို manage လုပ်မလဲစသည်ဖြင့်ပေါ့နော်အဲ့ဒါတွေကိုသိရအောင်လို့ပေါ့နော်ကျမရဲ့တိုက်တွန်းချက်ကတော့ဒီဟာတွေကို qualify ဖြစ်တဲ့လူတွေစီကနေပြီးတော့ကြံယူပါတန်ယုံဆိုလို့ရှင်တော့ဟုတ်ပါတယ်ဒီဗီဒီယိုတွေကြည့်ပြီးတော့လုပ်တာကောင်းပါတယ်အဲ့ဒါကိုလာပြီးတော့ဟိုတတိပေးချင်တာပေါ့နော်အဲ့တော့ကိုကဒီဆေးတွေတုံးဆွဲတဲ့နေရာမှာဝိတ်ကြဖို့ပဲမဟုတ်ဘူးဘာဖြစ်လို့လဲရေရွှေအတွက်ကြည့်ရမယ်ရေရှည်ကဒီဟာကဒီဆေးကအခုလောလောဆယ်ထွက်သက်မြဆေးကတော့ဆေးရက်သွားပြီဆိုလို့ရှိရင်ဒီ effect တွေကမရှိတော့အဲ့ effect တွေမရှိတော့တဲ့အချိန်မှာဒီအခုလို weight ဆက်ကြဖို့အချိန်တွေမရှိတော့တဲ့အချိန်မှာကိုကဘယ်လိုမျိုးစားတောက်နေထိုင်တတ်မှဒီဟာကိုဆက်ပြီးတော့ထိမ့်သိမ်းသွားနိုင်မှာဖြစ်တယ်မဟုတ်လို့ရှိရင်ဆေးထိုးတဲ့အချိန်မှာဒါကြိုက်သလိုနေကြိုက်သလိုစားပြီးတော့ဆေးထိုးတဲ့ကြောင့်ဒါကြပင်မဲ့ဆေးရက်သွားတဲ့အခါမှာเนาะဒီဟိုဆက်ပြီးတော့ဒါတွေရနိုင်လားပေါ့နော်အဲ့ဒါတွေအတွက်ကိုနောက်တစ်ခါသုံးဆွဲနေတဲ့အချိန်မှာလဲကိုကပိန်တာတော့ဝိတ်ကြတော့ကြားရတယ်ဒါပေမဲ့အာဟာရတွေလုံလောက်ရရလားစသည်ဖြင့်ပေါ့နော်အဲ့ဒါတွေကအရေးကြီးပါသေးတယ်ဆိုတော့ကျမကအာဟာရပညာရှင်တယောက်အနေနဲ့เนาะဒါတွေကိုသတိထားမိလို့လာပြီးတော့သတိပေးတာပါကျေးဇူးတင်ပါတယ် see you next time